အင်္ဂါသားသမီးများအတွက်ဆရာတို့ဒီဇင်ဘာတလတိုင်းကကျွန်မနိမိတ်တွေပေါ့နော်အဲ့တော့ဒီကနိမိတ်တွေရောက်လာတယ်အဲ့တော့အခုဒီကနိမိတ်တွေကဒါအင်္ဂါသားသမီးတွေကလေဒီမှာကိုကရှင်းရမယ့်ကိစ္စတွေရှိနော်အခုကိုမှရှိနေတဲ့နော်ထပြောမှဆိုလို့ရှိရင်ဒဏ်ရာတစ်ချက်တွေပေါ့စိတ်ဒဏ်ရာတွေကိုမှရှိနေတဲ့ဒုက္ခတွေနော်အခက်အခဲပြဿနာတွေဒါတွေကနေရုံထွက်ကူစားနော်အဲ့တော့ဒီဇင်ဘာလကကူစားလိုက်ကူစားပြီးသားဆိုကိုကအောင်မြင်သွားလိမ့်မယ်ကိုယ့်ကိုအနိုင်ရရှိမယ်နော်အဲ့တော့အကုန်လုံးခွင့်လွတ်ဆက်ရခွင့်လွတ်လှုပ်ဆက်ရလို့အကောင်းဆုံးကြိုးစားအဲ့တော့ကိုယ့်ကိုအနိုင်ရရှိပြီးတော့ဒါရှေ့အကောင်းဆုံးဆက်နိုင်မယ်ဆိုတော့အနေထားတရက်ပေါ့နော်ဒါကံတော့တော်တော်လေးထူးခြားအဲ့လိုမျိုးလုပ်ပြီးသားပြီဆိုတော့ဒါဆရာကောင်းသမားကောင်းစီးကပ်နိုင်မယ်မိကောင်းဆွေကောင်းတွေ့မယ်နော်အတိမြင်ခွင့်လန်းနေပွင့်ခွင့်လန်းတစ်ခုရရမယ်ကြုံဆုံးမယ်အခြေမှာဆိုရင်တော့ဒါပြောမှဆိုရင်မုံတိုင်းနေပြီးသွားပြီလေပြေကာလလေပြေလေးတွေလာပြီပေါ့နော်အခြေမှာတော်တော်လေးထူးခြားဆက်ဆက်များအဆင်ပြေလာမယ်ညှောက်ညှိနှိုင်းနိုင်မယ်နော်ဟိုအကူညီဘေးအကူညီတွေဂျားအကူညီရရှိနော်ဒါမျိုးကြုံရမယ်ကားလာပဲเนาะအဲ့တော့လုပ်ငန်းကိုင်နဲ့ပတ်သက်ရင်လည်းဆရာဝန်သမားကောင်းချင်းကအဲ့ဒီရေးကြည့်တာကိုယ့်ကိုတေချာလေးသုံးသပ်ပြီးတော့ပြင်ဆင်ဖို့ပဲเนาะကွန်မန့်မှာเนาะကွန်မန့်မှာငါ့ရဲ့ကန်နှစ်စာကောင်းပြီဆိုရေးတော့ပါเนาะတကယ်လို့မိမိတို့တည်တဲ့မေးချင်တာရှင်ချက်စီမှာလာပြီးလို့ရတယ်အားလုံးအတွက်တင့်တော်ရရင်ပြီးတော့ဆရာတတ်မှတ်ပေးထားပါတယ်เนาะအားလုံးပဲကိုယ်စိတ်နဲ့ပြန်ကြမ်းမှချင်လာကြပါစေဒီလိုလက်ကန်ရှယ်လုပ်တော့ပြီပါကျေးဇူးများတင်ပါတယ်